ကျွန်တော်အဖြစ်ရှင်ဆုံးဆန္ဒကတော့ကျွန်တော်ဟာတဲ့ယခုဘဝမှာတော့၎င်းနောက်ဘဝမှာတော့၎င်းခြေထောက်တစ်ဖက်ပြက်နေတဲ့ကလေးလေးတယောက်ဖြစ်ရှင်တယ်လမ်းလျှောက်တော့ခါမတန်မစွမ်းနဲ့ထော်နင်းနဲ့အများသူငါဝိုင်းနှောက်တဲ့ကလေးဖြစ်ရှင်တာဒါပဲသူဆိုဆရာမဒါတိတ်ထူးဆန်းပြီးကြောင်သွားလေလေဒီအတွေ့အသိပြီးတော့အံ့ဩစရာကောင်းတဲ့အတွေ့ပဲသူကရေးခဲ့တာ哦တာမင်းကိုလည်းရေးတာလားတာဘာဖြစ်လို့ရေးတာလဲဆရာမဆူတာမဟုတ်ဘူးနော်တာပွင့်လင်းပြောဘာလို့ရေးတာလဲအဲ့ကြမှာကလေးလေးကလက်ပိုင်တန်းလန်းနဲ့မျက်နှာလေးကရှုံးမဲ့ဖြစ်လာတယ်တာညီလေးကိုတနာလို့တဲ့ဟာနေဦးမင်းမငုံနဲ့လေတဲ့မင်းညီလေးကဘယ်ကညီလေးလဲတဲ့မင်းပြောဘယ်ကညီလေးလဲတဲ့တာညီလေးကလေးထဲမှာတက်နေတဲ့ညီလေးဆရာမတီးကြရတယ်ဟာအဲ့ဒီမှာဆရာမအမေငါရီငိုတယ်ညီတော့ရီတယ်ကောင်မစုပ်တွေငိုနေရီနေတယ်ကဲအသေးမာတဲ့မွန်ပြည်နယ်ကမိမတွေအသေးညီတို့အသေးတွေကကြမ်းတမ်းခက်ထန်မာကြောဒီမှာရင်ထဲမှာရောက်နေ तू ကဟိတဲ့နော်ဩဒုက္ခနောင်ဘွားဆက်ဆက်မှာများယောက်ျားဖြစ်ခဲ့သည်ရှိတော့မွန်ပြည်နယ်ကမိမတွေနဲ့မရပါလို့ရှင်ဗျာနော်အသေးမာလုံးလို့နော်ဖုံးတို့စဉ်းစားကြည့်စမ်းလူရဲ့စံပတ်တီနော်စာနာစိတ်ဒီကလေးရဲ့စာနာစိတ်သူ့ညီလေးက6ထွက်ပြတ်နေတာ तू အဲ့ဒါကြောင့်ဒါကိုရင်းနေတာဒါဆီယမမင်းတို့ तू ပြောနေတာဒါကို तू ကလေးဆိုတော့ဗျာဆီယမဆူတာကိုလေကြောက်တဲ့စိတ်ကတဝက်သူ့ညီလေးကိုလည်းတတိယဘဝရဲ့မပြေလည်မှုတွေအားလုံးစုံပြီးတော့ကလေးကမြည့်ကြလာတာဒါပဲဆိုအတိကတော့တားညီလေးကလေးနာမှာရှိတယ်တီချဲတဲ့အေးမင်းညီလေးကဘာဖြစ်နေလို့လဲတားညီလေးကကျွန်တော်တစ်ဖက်ပြတ်နေရဆီယမမသိဘူးလားတီချဲတဲ့တားညီလေးကကြောင်းလာရင်သူများတွေကဝိုင်းစားဝိုင်းတော်ပြီးတော့လမ်းမှာထွန်နေနဲ့တော်နေရတာငိုပါလေသူအတာအော်တဲ့နေကင်းမဲ့ဘောလုံးကန်ကလေးတွေနဲ့ကစားရင်တဲ့ကျောင်းသားတွေဝိုင်းစားတာမညီလေးလားဟုတ်တယ်တားညီလေးကိုဘောလုံးကန်သူကဘောလုံးတစ်ချက်မှမတီးဘူးလိုက်လူကကြောက်မတန်မင်းနဲ့ငိုနေတော့တားတယ်မင်းကဘာဖြစ်လို့ချောပြချင်တာလဲတားညီလေးနဲ့အဖော်ရကျင်နေတဲ့ညီလေးမျက်လုံးကန်တားလေးမျက်လုံးကန်ကျင်နေတဲ့ညီလေးချောက်ပြရင်တားလေးပြတ်ပေးဗျာတဲ့ညီလေးလက်ကျိုးရင်တားလေးကျိုးပေးဗျာတဲ့ဆိုဆရာမမျက်ရည်ဝဲပြီလေလူကတယောက်တည်းဆိုအားငယ်တယ်နော်အတန်းထဲမှာအင်းကြီးအစုပ်လေးကကိုတယောက်တည်းဆိုအားငယ်တယ်ဒီအတန်းထဲမှာမင်းတို့မိသားစုပဲဆင်းရတာငတ်တာကွာဆိုရင်ချောက်ထားစရာကြီးလောကငါလိုကော်လန်လေးတွေပြဲနေတဲ့လူကငါတယောက်တည်းမဟုတ်ပါလားငါတငယ်ချင်း၄-၅ ဆယ်ယောက်ကလည်းကော်လန်ပြဲလေးနေတယ်ပါလားငါဘာအားငယ်ရမှာလဲဒီစိတ်တော်လူမှာဒီအတန်းထဲမှာမေဖေနဲ့ကွဲပြီးတော့မိသားစု broken family မိဘဖေပဲဖြစ်ပြီးကြောင်းတက်နေရတာငါတယောက်တည်းဆိုအားငယ်စရာကြီးလေငါလိုပဲသူတို့မိသားစုကလည်းအဖေမေကွဲလို့သူကလည်းအဖေမေကွဲလို့ငါတို့အတန်းထဲမှာဒါမျိုးက၄-၅ 6ရှိတာပါလားကဘာပေါ်မှာဒါမျိုးဖြစ်တဲ့ဟာငါတယောက်တည်းမဟုတ်ပါလားဆိုရင်လူကအတက်လာတာ哦လူအဖော်ရှိရင်အတက်လာတယ်လေတငယ်ချင်းရဲ့မင်းမနှကန်းလေးကွဲတာမဟုတ်ပါဘူးကွာငါမှလည်းကွဲလေးနဲ့ပါတငယ်ချင်းရဲ့မင်းမတိမ်လေးကွဲနေတာမဟုတ်ဘူးနော်တငယ်ချင်းငါမှလည်းတိမ်လေးနဲ့ကွာတငယ်ချင်းရဲ့ကျောင်းလာကမပေးနေတာမင်းတယောက်တည်းမဟုတ်ဘူးတငယ်ချင်းရဲ့တို့၄-၅ 6မပေးရသေးဘူးကွာဆိုလူကအားရှိလာတာ哦ဒီကလေးကဒီစိတ်ပေါ့ညီလေးကိုကြည့်ရင်းနဲ့ကျောင်းသွားတဲ့အခါထွန်နေနဲ့အရှိတငယ်ချင်းတွေကိုမမိအောင်လိုက်ရနောက်ရင်လည်းအပြေးလေးလိုက်ရဘောလုံးကန်တဲ့ခါကျလိုက်လူဘောလုံးမမိသူကန်တော့လဲဘောလုံးကန်ချက်ကမထိဒါလေးကိုလှမ်းကြည့်ရင်နဲ့အော်တဲ့ငါ့ညီလေးအားငယ်နေချမှာပဲတဲ့ငါသာ6ပြတ်နေရင်တော့ညီကိုနှစ်ယောက်ဖော်ရပြီညီလေးမင်းအားမငယ်နဲ့မင်းဖြစ်တယ်လို့အကိုလည်းဖြစ်တယ်ကွာမင်းငတ်တယ်လို့အကိုလည်းငတ်တယ်ကွာမင်းမျက်လုံးကွယ်တယ်လို့ငါလည်းကွယ်တယ်ကွာဒီစိတ်ပေါ့ဒီစိတ်က sympathy ပဲနော်စာနာစိတ်ပဲအမေရိကန်နိုင်ငံသူနိုင်ငံသားတွေအဲ့ဒါဖတ်ကြတယ်တဲ့ဗျာကြည့်စမ်းပါဦး chicken soup for the soul နော်မူရင်းရှိတယ်အင်္ဂလိပ်လိုကျွန်တော်ရဲ့အကိုကြီးကိုဖေမင်းဘာသာပြန်ထားတဲ့စာအုပ်ဒါကျွန်တော်ပြောနေတာကျွန်တော်ရေးတာမဟုတ်ဘူးကျွန်တော်စာအုပ်ကိုဖတ်ရင်းနဲ့မျက်ရည်ဝေးရင်းနဲ့ဒီတိုင်းပြည်ကခြာတိတ်တွေဒါတွေဖတ်ကြသလားကွာသူတို့လူထုကိုသူတို့လူချင်းစာနာတဲ့စိတ်တွေသွင်းပေးနေတာနော်ဒီစာလေးတွေကအများကြီးပဲဖတ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဗမာစာပေလောကမှာလဲဒါမျိုးတွေအများကြီးဖွင့်မျိုးပါတယ်ဟုတ်တယ်မလားဆရာကြီးမင်းသူဝင်ကြားဘူးတယ်မလားကျွန်တော်တို့အားလုံးကြားဘူးတဲ့ကြပြလေးရှိတယ်မလားဗာလဲကြက်တူရွေးလေးဗျာကြက်တူရွေးလေးအာကောင်ဒီ sorry ကျွန်တော်ပြောမှာလေကြက်တူရွေးရွှေခဲကြက်တူရွေးညီပူလေးကိုစာအန်တင်ရွှေခဲစာအန်တင်ညီလေးခင်ကစာပြန်တော့ရွှေခဲစာပြန်တော့ဝါလုံးရေးဖို့ညီလေးထိုင်ရွှေခဲမရေးနိုင်ငင်းမှန်ရှာပေါ့ကြက်တူရွေးရွှေခဲကြက်တူရွေးစံပတိပဲစာနာစိတ်ပဲကြက်တူရွေးလေးကလောင်ရင်ထဲမှာကြက်တူရွေးရွှေခဲကြက်တူရွေးညီပူလေးကိုစာအန်တင်ရွှေခဲစာအန်တင်ကလေးလေးကိုစာတင်တော့ကကြက်တူရွေးလေးလည်းကငှက်ကလေးလိုက်ဆိုတာပေါ့ကငှက်ကလေးလည်းကလိုက်ဆိုတတ်တယ်လေကိငှက်ကလေးလည်းကိအမေနော်
ညီမလေးကိုစာရန်တင်ရွှေခဲစာရန်တင်ညီလေးခင်ကစာပြန်တုံးရွှေခဲစာပြန်တုံးညီလေးကကဆိုငလေးကလည်းကခိလိုက်អော်နေတာဝါလုံးရေးဖို့ညီလေးထိုင်ရွှေခဲမရေးနိုင်ခလေးလေးကစာရေးဖို့ကြောက်တန်လေးနဲ့ကြောက်တင်မိုးလေးနဲ့ထိုင်လိုက်ကောကြက်တီလေးငလေးကငိုင်မကြည့်နေကြတယ်သူ့မှာလက်မရှိရှာဘူးလေသူစာမရေးနိုင်ဘူးဝါလုံးရေးဖို့ညီလေးထိုင်ရွှေခဲမရေးနိုင်ငင်းမှန်ရှာပေါ့ကြက်တူရွေရွှေခဲကြက်တူရွေငှက်ကလေးကငင်းနေတာပဲသားလေးရဲ့မေဘာလို့ तू ကငိုင်တာလဲရင်သူ့မှာသားလို့လက်မရှိဘူးသားလေးရဲ့တရိစ္ဆာန်ဆိုတာစာမရေးတတ်ဘူးလေတနာပါတယ်မေရဲ့ဒီလိုစိတ်တွေကိုကျွန်တော်တို့ငငယ်ကသွင်းနေခဲ့ကြတာကျွန်တော်လူဖွဲ့စည်းရလေအဲ့တော့နောက်စကားဆက်လိုက်ဦးမေကျွန်တော်တို့လူဖွဲ့စည်းပေါ့ဟုတ်လားအဲ့လိုကြပြားလေးတွေနဲ့ကျွန်တော်တို့ကကြီးပြင်းလာခဲ့ကြရတယ်နောက်ဆရာကြီးဒေါက်တာမောင်ဖြူတိတ်ချစ်တဲ့ကြပြားလေးကျွန်တော်ရေးခဲ့တယ်မဟုတ်ဘူးလားပါပီကလေးပုတုတုသူ့စကားကဝူသူ့စကားလူမသိလူစကားသူမသိတနာပါပြီခွေးလေးကချစ်စရာလေးနော်မေဖေတဲ့ဖြူဖွေးဖွေးလေးပုတုတုလေးတဲ့သူ့စကားပြန်ဝူလို့ပြောတယ်နော်ဖေဖေတဲ့သူပြောတာလဲသားမသိသားပြောလဲသူနားမလဲတနာစရာပါဗျာတိရစ္ဆာန်လေးရတယ်ကျွန်တော်တို့လူဖွဲ့စည်းမှာအဲ့လိုဟာဒီနဲ့ကျွန်တော်တို့မောင်းနှင်ပေးခဲ့တာရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဟောပညာရေးဝန်ကြီးဟောဒေါက်တာကျော်စိန်ကပြောဘူးတယ်လေလူဖွဲ့စည်းမှာနေသာထိုင်သာဖြစ်အောင်ခိုင်မာအောင်လုပ်ထားတာကစာနာစိတ်စံပတိတဲ့အဲ့ဒါပြည့်ရင်လူဖွဲ့စည်းပြည့်တယ်တဲ့ယောက်ျားကမိန်းမကိုမစာနာဘူးကောင်လေးတယောက်ကသူ့ချစ်သူကောင်မလေးကိုမစာနာတော့ဘူးဆရာဝန်ကလူနာကိုမစာနာတော့ဘူးကျောင်းဆရာကသူ့တပည့်ကိုမစာနာတော့ဘူးနိုင်ငံတော်အကြီးကြီးကလူတို့ကိုမစာနာဘူးဆိုရင်တိုက်ပြစ်ပြီလေဗျာဘာမှလုပ်လို့မရဘူးလူရဲ့ဟာလားအဲ့စိတ်ကအဓိကကျွန်တော်တို့ကိုအဲ့ဒီစိတ်တွေကိုပြောထောင်ပေးတာကစာပေအမှုပညာတွေကျွန်တော်ခုနကြည့်ပြတဲ့ကြက်တီရွေးလေးတွေဘာမှမဟုတ်ဘူးနော်တာမန်ပဲနော်ခွေးလေးတွေအခုနဆရာဖင်းပြဘာသာပြန်တော့ chicken soup for soul တွေကဒီ essay လေးတွေဗျာအများကြီးပဲနော်အများကြီးတောင်းပုံရပုံပဲအဲ့ဒါလေးတွေဖတ်တော့မှကျွန်တော်တို့ဘာဖြစ်လာမှာလဲဟာဒီနှလုံးသားတွေပါလေလှပလာမှာပေါ့နှလုံးသားလှဖို့အဓိကအပြင်ကနှလုံးသားလှသူသာလောကမှာချစ်တဲ့နေစိတ်ထားနှလုံးသားလှသူသာလောကမှာနေရာရစတန်းသူတောက်ပြောနေတာကျွန်တော်တို့ဟာစိတ်နဲ့စိတ်ထားတွေလှဖို့လိုအပ်ပါတယ်နောက်မှာကြပြားလေးတစ်ပုဒ်ကိုယူပြီးကျွန်တော်ညီကုန်းချုပ်ပြရစီကြပြားဆရာနာမည်ကမောင်အောင်ပွင့်ပသိမ်မှာရှိတယ်အခုရှိတယ်မောင်အောင်ပွင့်ကဘာကိုရေးထားလဲဆိုတော့စာနာမှုကိုအခြေခံတဲ့ကြပြားလေးတစ်ပုဒ်ပေါ့ကြပြားနာမည်ကမြစ်စိတ်တယ်အဲ့ဒီနေခင်းကငါကနွားချီယာတွေပေါ်တက်နင်းနွားတွေကငါချီယာကိုပြန်နင်းတယ်မြစ်စိတ်ကိုဆင်းသွားလိုက်ကြတာနံပါတ်1ပိုက်ပေါ့ကျွန်တော်ခုနပြောတဲ့မြင်ကွင်းပါပြီးသွားပါပြီအဲ့ဒီနေကင်းတော့နွားတွေကရှေ့ရောက်လူကပြန်နင်းလူကရှေ့ရောက်နွားကကိုပြန်နင်းမြစ်စိတ်ဆင်းသွားတယ်ပြန်ရုံးမယ်ကျွန်တော်အဲ့ဒီနေကင်းကငါကနွားချီယာတွေကိုနင်းနွားတွေကငါချီယာကိုပြန်နင်းတယ်မြစ်စိတ်ကိုဆင်းသွားလိုက်ကြတာနောက်တစ်ပိုက်နွားတွေကဥဆောင်နေတာလားလူတွေကဥဆောင်နေတာလားသိကောင်းတယ်နော်ပြန်ရုံးမယ်အရသာရှိလို့နွားတွေကဥဆောင်နေတာလားလူတွေကဥဆောင်နေတာလားအတွေးကတစ်ဖက်ကိုရောက်ချင်တော့လဲတစ်ဖက်ပေါ့ဗျာမကောင်းစိတ်တွေဝင်တော့လဲမကောင်းစိတ်ပေါ့နော်အကောင်းစိတ်ကိုချွတ်ထားပါတုံလေးကိုထောက်ပြီးမတ်တရက်ကျန်ခဲ့ပြီနွားတွေရေထဲဆင်းပြီးဖုံတွေထလာပြီးမျက်လုံးတွေမျက်ခုံးတွေသပင်းတွေကိုဖုံတွေကတ်သွားပြီးအဖိုးကြီးကိုလေးဖြစ်သွားပြီချက်ချင်းကြီးပေါ့နော်တဲတွေဖုံတွေကတ်ရင်အဖိုးကြီးကိုလေးဖြစ်သွားပြီလေနှင်းနံကိုထောက်မိလို့ဒုတ်ကိုထောက်ပြီးလို့ရက်ခဲ့တာကန်းစံမှာနှင်းနံကိုထောက်မိလို့နောက်ယုတ်ပြီးကြံခဲ့တဲ့ကန်းပေါ်ကငါရုပ်ပုံမှုံးရာကလင်းလာတော့အိုမင်းမုံမြန်ဆန်လိုက်တာဖုံတွေပြဲသွားပြီမျက်ခုံးလေးတွေမျက်လုံးလေးတွေမှာဟိုနေဖုံလေးတွေနဲ့နော်နှင်းနံကိုထောက်မိလို့နောက်ယုတ်ပြီးကြံခဲ့တဲ့ကန်းပေါ်ကငါရုပ်ပုံမှုံးရာကလင်းလာတော့အိုမင်းမုံမြန်ဆန်လိုက်တာနောက်ဆုံးပိုက်နောက်ဆုံးတော့ငါလဲငတ်နဲ့နွားတွေလို့ရေဆင်းတောက်တာပါပဲလူနဲ့နွားနဲ့တသားတွေနွားတောက်တဲ့ရေကိုလူဆင်းတောက်တယ်ကျွန်တော်တို့နိုင်ငံဟာချွတ်ချုံကြလာတဲ့အတွက်လူနဲ့တိရစ္ဆာန်နဲ့မကွဲပြားတော့ဘူးတဲ့လူတွေကတိရစ္ဆာန်အိတ်တဲ့နေရာမှာအိတ်ကြတယ်တဲ့ဘူတာုံဘေးမှာခွေခွေလေးတွေလူတွေကတိရစ္ဆာန်စားတဲ့အစားအစာကိုစားကြတယ်တဲ့သီးမြကဈေးတောင်းပါငါးပုတ်ကြီးတွေပုံထားတယ်ပဇွန်ပုတ်တွေပုံထားတယ်ခွေးရအိတ်ငါ့ကိုဆွဲနေတယ်ဒီဘက်ကမိန်းမတွေကလည်းကျွတ်အိတ်တွေနဲ့တန်ချေကြီးတွေနဲ့ခွေးကိုမောင်းတယ်အိတ်ငါးပုတ်ကိုဆွဲနေတယ်ခွေးစားမယ်ငါ့ကိုလူနေတာတီးမင်္ဂလာဈေးတစ်သီးတန်းလွှတ်ပြထားတဲ့အပုတ်တွေလိမ္မော်သီးအပုတ်တစ်တော်သီးအပုတ်တခွားသီးအပုတ်ဂေါ်ဘီလုံးကြီးတွေတချမ်းပုတ်နေတယ်အဲ့ဒါကိုကြွက်ကဆွဲနေတယ်ဒီဘက်ကလူလေးတွေကလေးလေးတွေကလည်းခြာတိကလေးကအိတ်ကလေးတွေနဲ့
တန်ချိတ်ကလေးတွေနဲ့အိမ်အတွက်လာရှာကြရတာကြွက်ကိုမောင်းအောင်သေးတယ်ချိတ်ကြလိမ္မော်သီးလေးတွေချိတ်ကြရတယ်ကွန်ပျူတာကလေးတွေတချမ်းဖဲ့တချမ်းစားသေးတယ်လူနဲ့တိရစ္ဆာန်နဲ့အတူတူဖြစ်နေတယ်လို့ကဘာပြောကြတယ်မင်းတို့နိုင်ငံသူနိုင်ငံသားတွေကလူအိတ်တယ်လို့မအိတ်ရလူစားတယ်လို့မစားရလူတောက်တယ်လို့မတောက်ရတိရစ္ဆာန်တောက်တဲ့ကြီးလဲလူကတောက်လို့တောက်ရတယ်တဲ့ကျွန်တော်ကဒီရေတောက်လိုက်မယ်ကျွန်တော်ကလူနော်ဒီဒါတောက်လိုက်ဦးနော်မောင်ဝင်းကဗျာကဒါကိုပြောတာပါနော်နွားကြောင်သားလေးလူသားလေးနွားတွေတောက်တဲ့ရေဟာလူမတောက်ပါဘူးလို့သိတော်လဲပဲတအားငှက်လာတဲ့အခါကျတော့လေရေထဲကိုအသာဆင်းပြီးတော့ရေလေးနည်းနည်းကြည်သွားတဲ့အခါကုတ်ကုတ်ရွက်ကလေးတွေကိုလက်နဲ့ဖဲကောက်ဥစားလေးတွေကိုလက်နဲ့ဖဲနော်ဖဲပြီးတဲ့အခါဒီဟာလေးတွေကိုသူကကင်ပြီးတဲ့အခါရေလေးကိုပတ်ပြီးတဲ့အခါဒီလိုတောက်ရရှာတယ်တဲ့နွားတွေလိုတောက်ရရှာတယ်ဒီကဗျာကိုဖတ်တဲ့အခါကျွန်တော်တို့ဘာဖြစ်လာမလဲကျွန်တော်တို့လူအဖွဲ့အစည်းရဲ့အနှိမ်ဆုံးနွားချောင်းသားလေးကိုစာနာတတ်လာတယ်ပေါ့လူတွေကစာနာတတ်တဲ့စိတ်တွေဖွံ့ဖြိုးလိုအပ်တယ်လင်းနဲ့မရလဲစာနာတတ်မှာပေါ့သားနဲ့အဖေစာနာတတ်မှာပေါ့ညဘက်အိတ်နေစဉ်ကာလမှာသားလေးကစောင်းလေးကွာကြနေချမ်းလို့ညာဦးကခြုံပေးထားတယ်တင်းလို့ဖခင်ကထကြည့်တဲ့အခါအော်သားလေးစောင်းလေးကွာချနေတယ်ချမ်းရှာမှာပေါ့ဟာဆိုစောင်းလေးကိုအသားလေးဆွဲတင်တာဒါစာနာစိတ်ပေါ့စံပတိပေါ့မှတ်ဘူးလားမင်းလေးကြောင့်နဲ့ကိုနဲ့မြစ်တာမျှခဲ့တယ်တရက်တရက်ပတ်စံသွားရှာတယ်သူတို့တိတ်ခံများကြနေလိမ့်မလားငါ့ကိုပြန်စောင့်နေရှာမလားမြို့ကရွာလဲငါတို့ကိစ္စကိုတီးပြီးသားငါချစ်သူငါပြန်ပြီးတော့လက်ထပ်မှဖြစ်လိမ့်မယ်လေဆိုတွေးတာလဲစာနာစိတ်ပေါ့စံပတိပေါ့ဒီလိုပဲဆေးရုံကနေမှာပက်လက်လန်းနဲ့လူတယောက်ကိုကြည့်ပြီးတော့ကျွန်တော်တို့ကအော် तू ကတော့တောကလာတက်ချတဲ့လူနာထင်ပါရဲ့သူ့ကိုလာမေးတဲ့ဧည့်သည်လည်းမရှိချဘူးနော်မရှာတဲ့ထင်ပါရဲ့သူ့တော့ငါတို့ဆေးရုံကနေပြီးတော့စိုက်ပြီးကုသပြီးရင်ကောင်းမှာပဲလို့တွေးတာလေဒါစာနာစိတ်ပေါ့ဒီစာနာစိတ်တရားတွေလူလောကမှာဖွံ့ဖြိုးလာပြီဆိုရင်လူလောကလှမှာပဲပေါ့ဒါနှလုံးသားလှခြင်းတရားပဲလေကျွန်တော်တို့ဟာတစ်ခါကြတော့လေလောကကြီးတစ်ခုလုံးကိုကယ်ဖို့လောဘမကြီးတင်ပါဘူးဖေပြင်းဘာသာပြန်တဲ့အဲ့ဒီနှလုံးသားအာဟာရမှာပါတယ်ကြယ်ငါးဆိုတာလူတယောက်ကမ်းခြေမှာလမ်းလျှောက်နေတယ် beach တစ်ခုမှာလှိုင်းနေရိုက်တယ်ကျဲငါးလေးတွေပါလာကျွန်တော်တို့နိုင်ငံမှာဆိုရင်တော့ဘာငါးခေါ်မလဲငါတလဲတို့ဟာလေးတွေပေါ့ဖတ်ခုံနေတာငါးလေးတွေလှိုင်းရိုက်တယ်ငါးလေးတွေကမ်းမှာတင်းတယ်လှိုင်းတွေပြန်ကျသွားတယ်ပါသူလဲပါတယ်ကြံသူကြံတယ်နောက်တလုံးပြန်အုပ်တယ်ပြန်ပါသူပါတယ်ကြံသူကြံတယ်တချို့လဲနေအောင်ချီမှာသေးသူသေးတယ်လူတယောက်ကကမ်းခြေကိုလမ်းလျှောက်ရင်းနဲ့ beach မှာလမ်းလျှောက်ရင်းနဲ့ကျဲငါးလေးတွေတွေ့တဲ့အခါကောက်ပြီးတော့လွတ်ပြစ်သွားတယ်တကောင်ချင်းပေါ့အကုန်မကောက်ဘူးသူကရှောက်ရင်းနဲ့မှီတဲ့ကောင်လေးတွေကောက်ပစ်ချတာပေါ့သွားတကောင်နောက်ကလူတယောက်လိုက်လာတယ်ပခုံးလမ်းပုတ်တယ်ဖတ်ဆိုပြီးတော့နောင်ကြီးဆိုတော့ဘာလဲဗျာခင်ဗျာဘာလုပ်နေရလဲကျွန်တော်ကျဲငါးလေးတွေရေထဲကိုပစ်ချနေတာတဲ့တေးမှကြောက်လို့တဲ့ဟာခင်ဗျာယူနေတယ်လူလားဗျာကဘာပေါ်မှာပင်လေကမ်းခြေတွေလည်းအများကြီးပဲလှိုင်းတဘိုးတွေလည်းအများကြီးပဲကျဲငါးလေးတွေကမ်းခြေကိုတင်တာလည်းအများကြီးပဲခင်ဗျာဓာတွေကိုကယ်နေလို့တလောကလုံးကကျဲငါးလေးတွေအသက်ရှင်သွားမှာလားတဲ့ရည်စရာကောင်းလိုက်တာဗျာဆိုတော့ဟိုလူတွေးသွားတယ်ချက်တော့တယ်ပြီးမှပြန်လှည့်တယ်ဆက်လျှောက်တယ်လေချုံတယ်နောက်တာလှိုင်းတစ်လုံးပြန်အုပ်တယ်ငါးလေးတွေပါလာပြန်တယ်တကောင်ကောက်တယ်ခုံဆွနဲ့လေချုံတယ်နောင်ကြီးရဲ့ကဘာပေါ်မှာရှိသောကျဲငါးများအားလုံးကမထူးကြတော့လဲပဲဒီကောင်လေးကမထူးကြဘူးလားဗျာတဲ့ကြည့်သူရှင်မြည်ဗျာတဲ့ဖတ်ဆိုပြစ်လိုက်တယ်ကူးတန်းသွားတယ်ကျွန်တော်တို့ဟာလောကကြီးမှာအားလုံးကယ်လို့မရပါဘူးဒီကျဲငါးကောက်သူလိုပဲကျွန်တော်တို့ကနိုင်တယ်လို့ကယ်ရတာ9ယောက်နိုင်ရင်9ယောက်10ယောက်နိုင်ရင်10ယောက်အယောက်100နိုင်ရင်အယောက်100ကျွန်တော်လှမ်းဆွဲကြရတာမွန်ပြည်နယ်မှာလောက်တဲ့ဒီစာပေဟောပြောပွဲကို9ရက်တိုင်ဆိုင်းဆရာတွေအများကြီးလာဟောကြတယ်မွန်ပြည်နယ်တစ်ခုလုံးပြောင်းလဲသွားမလားမပြောင်းလဲနိုင်ဘူးဒီဘွဲကိုတက်လာတဲ့လူဘယ်လောက်ရှိလဲ900လား1000လားအကုန်လုံးနဲ့မှညာစောက်တွေဖတ်တပတ်ခါပြောင်းလဲအကုန်လုံးโอเคမဖြစ်နိုင်ပါဘူးသို့တော်လည်းပဲဒီထဲမှာတက်နေတဲ့ဆရာတော်တန်ဃာတော်တွေရောဒီလူတို့တွေရော10ယောက်လောက်ကောင်းနိုင်ရင်လေကျွန်တော်ဘက်ကအမြတ်အယောက်100ကောင်းနိုင်ရင်လေအမြတ်အယောက်200ကပြောင်းနိုင်ရင်လေအမြတ်ဒီအယောက်200ကစာတွေပါတွေချစ်လို့ကိုသွေးကိုသွားကိုနိုင်ငံပြောထောင်ရင်လေအမြတ်လို့တွပြီးကျွန်တော်တို့လာကြရတာကျွန်တော်တို့ကကျဲငါးကောက်သူများပါပဲတကောင်းစားနှစ်ကောင်းစားကောက်ပြီးတော့ကျွန်တော်တို့ကပြစ်နေရတာပါကျွန်တော်စကားကိုနေကုန်းချုပ်ပါမယ်ကျွန်တော်တို့နှလုံးသားတွေလှဖို့လိုအပ်ပါတယ်ကျွန်တော်တို့စာနာမှုတရားတွေကြီးမားဖို့လိုအပ်ပါတယ်ကုံဆန်းကလည်းစာနာခဲ့ပါတယ်ဆရာဖေမြင့်ဘာသာပြန်တဲ့စာအုပ်တွေကလည်းကျွန်တော်တို့စာနာမှုတရားတွေကိုပေးပါတယ်မကျွေးဝတ္ထုကလည်းကျွန်တော်တို့နှလုံးသားတွေကိုလူဟာအပြင်ပကိစ္စတွေကအလကားစိတ်ထားလှခြင်းနေတာအဓိကလို့ပြောခဲ့ပါတယ်ဒီလိုစာမျိုးတွေကိုကျွန်တော်စာရေးဆရာအများစုကရေးကြပါတယ်ကိုအောင်ဝင့်ကြပြလေးကလည်းကျွန်တော်တို့နိုင်ငံမှာလူနဲ့တိရစ္ဆာန်တွေကရောထွေးရေတူတောက်အစားတူစားအတွေးဖြစ်နေရပါတယ်ဆိုပြီးတော့စာနာဖို့ထိုက်ပြီးပြင်ဖို့တင်ပြီးလို့ပြောပါတယ်ကျွန်တော်တို့တိုင်းပြည်သူပြည်သားများအားလုံးသားကလည်းသမီးကိုစာနာလို့လင်ကလည်းမယားကိုစာနာလို့ကျောင်းဆရာကလည်းတပည့်ကိုစာနာလို့ဆရာဝန်ကလည်းလူနာကိုစာနာလို့နိုင်ငံတော်ကြီးကဲများကလည်းပြည်သူလူထုကိုစာနာလို့ပြောတော့စာနာပြီးတော့နှလုံးသားလှတဲ့တိုင်းပြည်တစ်ခုကိုအများဆုံးတိဆောက်နိုင်ပါစေလို့ဆုတောင်းရင်းနဲ့ကျွန်တော်ညီကုန်းချုပ်ပါတယ်တလောက်ပါပဲနော်